ကျွန်တော်တို့ Star City ကိုမှ CD Villa လေးမှာဗျာဒီမှာဆိုရင်ဒါရောက်လီယာမှန်ကြည့်ရတဲ့အတွက်ဝင်လာနဲ့မှန်ဒါကတော့ကျွန်တော်တို့အဲကန်းလေးပေါ့ဗျာအဲကန်းကတော့ကျွန်တော်တို့ကိုရီးယားစတိုင်လေးဗျာကိုရီးယားကားတွေကလို့ပဲကျွန်တော်တို့ဒီအဲကန်းနဲ့မီးဖို့ကြောင်တွေကဖင်ချင်းဆက်နေတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဘေးစင်ဖြစ်ပါဘေးစင်ကတော့စိတ်ပိုင်ရေးပါချိုးလို့ရတယ်ဟာဟေ့ရဒီဝင်လက်ထက်ကောင်းတယ်နေအောင်ကောင်းကောင်းရတယ်ညနေဆိုရင်အပြင်ဒါမျိုးဆွေးကိုထပ်ပြဒါကတော့ကျွန်တော်တို့ရေခဲတက်တာစိတ်ပိုင်စင်မှာထည့်လို့ရတယ်ဒါတော့ကျွန်တော်တို့အိမ်သားပါကိုအိမ်သား3လုံးရှိအကြိုက်ပါလို့ရတယ်ကြိုက်ပြီကွာဒါတော့ကျွန်တော်တို့လူတိုက်ရအခန်းလေးပေါ့ဗျာကျွန်တော်တို့စာဖတ်ဝါသနာပါတဲ့သူတက်ကတော့စာကြည့်ခန်းပေါ့ဒါပေမဲ့တောက်ရတာဝါသနာပါတဲ့သူတက်ကတော့တောက်ခန်းပေါ့ဗျာရက်ကွက်ကလည်းစိတ်ငြိမ်နေဗျာထပ်ပြအောင်ဒါကတော့စတူကန်းကိုအခုပစ္စည်းတွေပါသိမ်းရင်လည်းရတယ်အကျွေးရှင်လာတောင်းရင်ပုံးနေလည်းရတယ်အဲ့ဒါကိုဟဲ့ဝင်အာရှာဘာလုံးလေးပြကြည့်ဟာဟိုကောင်ဘယ်ရောက်သွားပြန်ပြီဒါကတော့ကျွန်တော်တို့အဝတ်လဲခန်းပေါ့ဗျာအဝတ်လဲကတော့ကျွန်တော်အနောက်တိုင်း style လေးအနောက်တိုင်းကတော့ဘောစီအဝတ်လဲတဲ့ style လေးဒါကတော့ကျွန်တော်တို့မှန်နေကုန်ဗျာမိန်းကလေး2ယောက်ရှိရင်2ယောက်လုံးလူနေမယ်မှန်နေကုန်အဲ့ဒါပေမဲ့လူနေကြတော့မလို့ခပုတ်မှလည်းတစ်ခုပါတယ်အကောင်ကအစင်းသင်းတက်နေုံပဲအိမ်ကြောင်းမယ်ဆိုလူကြီးပဲရွှေ့ခဲ့ဘီလိုရှိရင်ဘီလိုတွေရောင်းခဲ့ဒီဘက်မှာ grade နှလုံးထားဒါကတော့ကျွန်တော်တို့ခုန master room လောက်တော့မခန်းနာပဲမဲ့ဒီခန်းလည်းမစိုးမှန်နေကုန်2ခုပါတယ်အဲ့ဒီဘက်မှာဆိုလဲဒါဘီကိုတွေပါတယ်အကုန်အစင်းသင်းတယ်နော်ဒီမှာဖွင့်စရာတွေကြီးပဲဟုတ်ပါနောက်ဆုံးအိမ်သားဗျာကျွန်တော်တို့ဒီမှာအိမ်သား3လုံးဒီချိုးကန်3လုံးပါနောက်တစ်ခါထပ်ပြဒီခန်းကတော့ကျွန်တော်တို့ဂျပန်စတိုင်လေးပေါ့ဗျာနော်ဒီခန်းကဟိုဘက်အခန်းလောက်ဒါမှန်နေကုန်ကြီးဖွင့်စရာတွေမများဘူးဆိုပေမဲ့ဒီခန်းလေးကလည်းမဆိုးဘူးဗျာဒီလိုပေါ့ဂျပန်စတိုင်လေးတအိမ်ထဲမှာပဲ file မျိုးစုံခံစားရမယ်ပေါ့နော်နောက်ဆုံးတစ်ခန်းပဲကျွန်တော်လည်းပြမယ်ကျွန်တော်တို့ဒါကတော့ဘာမှမပါတဲ့ခန်းအိမ်မှာမွေးစားသားတွေပါရှိရင်ဒီခန်းသားဘာမှမပါလို့ထပ်ပြအောင်ပါဗျာဒါလေးကတော့ကျွန်တော်နောက်ဖွေးလမ်းကြားလေးပေါ့ဗျာလိုက်ပြတော့ဒီနောက်မှာဆိုရင်ဒါတစ်ပင်ပန်းပင်နေနေလုံးဝစိမ့်လန်းဆိုပြီးအင်းအားကံပေါင်းမျိုးနော်ဒီမှာဆိုရင်ကျွန်တော်တို့ညနေဆိုရင်အေးစေးလမ်းလေးလျှောက်ပင်လေးကြီးလောင်းသွားရှယ်ပဲဒီကနေပြီးတော့အရှိကိုပြန်ထွက်လို့ရတယ်နော်ကျွန်တော်အကျယ်ကတော့ခြံကျယ်ကတော့ကျွန်တော်တို့ပေ40 60ရှိရပဲโอเคပါအခုနပြသွားတဲ့အိမ်လေးကိုစိတ်ဝင်စားလို့မေးမြန်းနေတယ်ဆိုရင်တော့ကျွန်တော်တို့ Dream Height Property ကိုအချိန်မီဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ Dream Height Property ကနေပြီးတော့ဒီလိုမျိုးအိမ်တွေကိုအခမဲ့ကြော်ညာပေးနေပြီဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ချင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်